ဒီဗီဒီယိုကတော့စိတ်တက်ကြနေသူတွေဒါမှမဟုတ်ဘဝမှာအရှုံးပေးခြင်းနေသူတွေအတွက်ခွန်အားဖြစ်စေမဲ့ motivational တွန်းအားပေးစကားလက်ဆောင်ဗီဒီယိုလေးဖြစ်ပါတယ်။အဆိုပါဗီဒီယိုရဲ့အဓိကဆိုလိုရင်းကိုမြန်မာလိုအနှစ်ချုပ်ပြီး script အနေနဲ့ပြန်လည်ရေးသားပေးလိုက်ပါတယ်။လူတစ်ယောက်ရဲ့တန်ဖိုးဆိုတာတခြားသူတွေရဲ့သတ်မှတ်ချက်အပေါ်မှာမမူတည်ပဲမိမိကိုယ်တိုင်ရဲ့စ조사အားထုတ်မှုနဲ့စိတ်သက်ခိုင်မာမှုအပေါ်မှာပဲမူတည်ကြောင်းဖော်ပြထားတာပါ။အခက်အခဲတွေကြားထဲကနေဘလို့ပြန်ထားရမလဲဆိုတဲ့စိတ်သက်ခွန်အားကိုပေးစွမ်းပါတယ်။မင်းရဲ့တန်ဖိုးကိုတခြားလူတွေဆုံးဖြတ်ခွင့်မပေးလိုက်ပါနဲ့။မင်းလဲကျသွားတဲ့အချိန်မှာကူညီမဲ့သူမရှိဘူးဆိုရင်လဲအားမငယ်ပါနဲ့အောင်မြင်မှုဆိုတာတညာတည်းနဲ့ရလာတာမဟုတ်ဘူး။အခါပေါင်းများစွာရှုံးနိမ့်ခဲ့ဘူးတဲ့သူတွေသာအောင်မြင်မှုရဲ့အရာသာကိုတကယ်သိကြတာပါ။မင်းမှာရည်မှန်းချက်ရှိရင်အဲ့ဒီအတွက်တိုက်ပွဲဝင်ပါ။ဘသူကဘာပြောပြောမင်းကိုမင်းယုံကြည်မှုကိုလုံးဝအပြတ်မခံပါနဲ့။မှတ်ထားပါ။လောကမှာမဖြစ်နိုင်တာဘာမှမရှိဘူး။မင်းမလုပ်နိုင်သေးတာပဲရှိတာပါ။ဒီနေ့ကစပြီးအရှုံးမပေးပဲပြန်ထားလိုက်ပါ။မင်းရဲ့အောင်မြင်မှုကမင်းကိုစောင့်ကြိုနေပါတယ်။